တူမိလီရှိသောသူအဖြစ်တို့ကိုရပ်ပါရင်အကျိုးငါပထမဒုတိယတတိယလက်တိမတိသုံးကြိမ်မြောက်အောင်ဘုရားရဲ့ရနာတရားရဲ့ရနာငါရဲ့ရနာရဲ့ရနာမြတ်သုံးပါးတို့အယူအသေးအလေးရဲ့လက်အုပ်မိုး၍ရှင်ခုသောဘုရားမရှော့ကြတော်ပါဤအရှင်ဘုရားတော်ရတော်ကျူအားကြောင့်ပေလီပါကတုံးပါရပြီရှင်ပါကျန်သူမျိုးငါပါအနာမျိုး96ပါအခါကသိကင်းလို့ငြိမ်လီ၍တရားဖို့တရားနိဗ္ဗာန်တရားတော်မြတ်ကိုရပါလို့ဤအရှင်ဘုရား